မြန်မာတနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကိုပခုံးပေါ်ထမ်းပြီး MJI တရဖူကိုအရာယူဖို့ကြုံဝလိုက်တဲ့ JK ဆိုဖီယာခုချိန်လိုပြောများနေရကမကြခင်မှာကျင်းပတော့မဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့တွဲရောက်ရှင်ပြိုင်မဲ့အလှမဲ့ JK ဆိုဖီယာရဲ့အကြောင်းပဲဖြစ်ပါတယ်။ JK ဆိုဖီယာတရားထိုင်းနိုင်ငံကိုထွက်ခွာသွားပြီးဖြစ်ပါတယ်။သူရဲ့ပုံရိပ်တွေကိုမြင်လိုက်ရတဲ့အချိန်မှာအောင်တရိထားမိမှာပါ။သူဟာယုံကြည်ချက်ပြည့်နဲ့တောက်ပနေတဲ့ရှမ်းပြည်မြောက်ပိုင်းနန်ခမ်းမြို့ကကချင်တိုင်းသူလေးတယောက်ဖြစ်တဲ့ JK ဆိုဖီယာဟာမြင်လိုက်တာနဲ့တင်အလုံးကအချစ်တော်လေးလို့တင်စားလောက်အောင်တွက်လက်ထက်မြက်ပြီးချစ်စရာကောင်းတဲ့သူတယောက်ပါသူရဲ့အပြုံးသူရဲ့ဖော်ရည်မှုတွေကလူတိုင်းကိုဆန်းဆောင်နိုင်တဲ့ဆွဲအားတစ်ခုရှိပါတယ်သူရဲ့ရည်ချင်းကိုပြောရမယ်ဆိုရင်တော့တကယ်ကိုအမခံပါပဲပထမဆုံးတစ်ခုကတော့သူရဲ့ communication skill ပါသူဟာအင်္ဂလိပ်စာဆရာမတယောက်ဖြစ်ခဲ့တဲ့အတွက်အင်္ဂလိပ်စကားကိုရေးလဲကျွမ်းကျင်စွာပြောနိုင်တာကတော့အထူးဆန်းမဟုတ်ပါဘူးဒါပေမဲ့သူရဲ့တန်ထွက်သူရဲ့စကားလုံးရေးချိန်မှုနဲ့ယုံကြည်မှုရှိရှိပြောဆိုတတ်တဲ့ပုံစံကနိုင်ငံတကာစင်မြင့်ပေါ်မှာမြန်မာကိုတိတ်ခါတက်စေမဲ့အချက်တစ်ခုဆိုတာအတိအကျပါပဲဝေဖန်မှုတွေကြားမှာတော့မနစ်ကတဲစုညရဲ့ရည်ချင်းတွေကိုချီကျူးခဲ့ကြပေမဲ့ JK ဆိုဖီယာကသူရဲ့ပင်ကိုဖော်ရွေမှုနဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်ပို့လို့တာအမှတ်ပေးခြင်းစရာကောင်းတယ်လို့ထင်ကြေးပေးနေကြရရှိပါတယ်ဒီလိုရည်ချင်းတွေနဲ့ပြည့်စုံတဲ့ကိုနိုင်ငံကိုစားပြုအလားမဲ့တရားပြိုင်ပွဲဝင်ဖို့ထွက်ခွာသွားချိန်မှာပြည်သူတွေရဲ့အားပေးမှုကဘာကြောင့်အေးစက်နေရလဲလေးစိတ်မှာသူ့ကိုပို့ဆောင်အားပေးတဲ့သူအရေးအတွက်ကလက်ချိုးရီလို့ရပါတယ်ဒီဖြစ်ကတော်တော်လေးကိုစိတ်မကောင်းစရာပါအကြောင်းရင်းကိုတော့အားလုံးသိပြီးသားဖြစ်မှာပါ MJI ရဲ့ CEO ဖြစ်သူ Mr. Network ရဲ့လိုရတွေကြောင့်မြန်မာပြည်သူတွေကဒီပြိုင်ပွဲအပေါ်မှာလောကကိုစိတ်ကုန်နေကြတာပါအလားမဲ့ပြိုင်ပွဲတစ်ခုကိုခုခင်ရှိုးလို့ဖြစ်အောင်လုပ်အလားမဲ့တွေကိုငပိကျော်နဲ့ငြိုတီးကျော်ဈေးရောက်ခိုင်းတာတွေအထူးသဖြင့်မနစ်ကမြန်မာရီအပေါ်နှိမ်ချဆက်ဆံခဲ့ပြီးတဲစုညရဲ့တရဖူကိုတင်ထားသလိုဖြစ်ခဲ့တဲ့လိုရတွေကြောင့်ပြည်သူတွေကတော်တာထွေတင်ကြတော့ပါဒီလိုပြိုင်ပွဲကိုအမှတ်မရှိပဲဝင်ပြိုင်တဲ့ဆိုပြီး JK ဆိုဖီယာအပေါ်မှာပါအပြစ်တင်စိတ်ဆိုးနေကြသူတွေအများကြီးရှိပါတယ်။ဒါမဲ့ခဏလောက်ရက်ပြီးစဉ်းစားကြည့်အောင်ပါ။ JK ဆိုဖီယာဟာ MJI အဖွဲ့အစည်းအတွက်တွဲရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်မြန်မာစရဲနာမည်အတွက်တွဲရောက်ရှင်ပြိုင်တာလားသူဟာဒီ PR တွေဒီမုံတရားတွေကြားထဲကနေကျမမြန်မာတနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကိုတံပိုးထားတာမို့အကောင်းဆုံးစူးစမ်းပြီးတရဖူရအောင်ယူမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြုံဝါပြီးထွက်ခွာသွားခဲ့တာပါ။သူရဲ့ယုံကြည်ချက်ကလောကကိုအလေးပြုစရာပါပြည်တွင်းမှာအားပေးမှုနေပါပေမဲ့နိုင်ငံတကာမှာတော့ JK ဆိုဖီယာဟာနာမည်ကြီးနေပါပြီတခြားနိုင်ငံမှာလာမယ်တွေနဲ့ရင်းနေနေဖော်ဖော်ရွေနေထိုင်တဲ့သူရဲ့ပုံရိပ်တွေက International Page တွေမှာပြန့်နှံ့နေပြီးသူအားပေးနေတဲ့နိုင်ငံခြားပြည်သူတွေတောင်ရှိနေပါပြီဒါကြောင့်ကျမတို့အနေနဲ့အဖွဲ့အစည်းအပေါ်မကျေနပ်တာနဲ့ကိုနိုင်ငံကိုစားပြုကိုအားမပေးတာကိုခွဲခြားမြင်တတ်ဖို့လိုပါတယ် JK ဆိုဖီယာဟာခုချိန်မှာတယောက်တည်းတိုက်ပွဲဝင်နေရပါဒီလိုဖျားတွေကြားရတဲ့ JK ဆိုဖီယာတရားမြန်မာအတွက်ပထမဆုံးရွှေတရဖူကိုစုခိုးပေးသွားနိုင်မလားဆိုတာကိုတော့ရင်ကုန်စွာနဲ့စောင့်ကြည့်ရမှာပါယခုကြည့်ရှုနေကြတဲ့သူတွေရော JK ဆိုဖီယာကိုအားပေးဖို့အသင့်ပဲလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားဖွယ်အကြောင်းတွေနဲ့တူပြန်လာခဲ့အောင်ပါဖြစ်လို့အတိတ်တော်ဗရီတင်နိုင်မလို့တန်အသိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်